တကားလုံးဖြုတ်လာခဲ့ပြီးမှဇသိန်းကြမှာပုတ်သွားတဲ့ series လေးအကြောင်းကိုပြောပြမယ်အားလုံးပဲမင်္ဂလာပါ Ethan Sini Talk ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော် The Boys နဲ့ပတ်သက်ပြီးမကျေနပ်ချက်တွေပြောမယ့်ဗီဒီယိုပါ The Boys series อ่ะဆိုရင် season 5ခုနဲ့ May 20မှာပဲဇသိန်းသွားပါပြီ The Boys လို့ပြောလိုက်မှဆိုရင် local ရော international မှာပါတော်တော်ပေါက်ရောက်တဲ့ series ပါရှေ့ season တွေကနေ final အထိရောက်အောင် plot ကို step by step တိဆောက်လာခဲ့ပြီးမှ final episode မှာလုံလောက်တဲ့ duration မရှိရနဲ့စပြီးတော့ float စေတာပါဒီနေရာမှာ Spring of series ဖြစ်တဲ့ January season 1 2ဇလန်တွဲထွက်လာတာကျွန်တော်အပြစ်မပြောသေးဘူးဒီဇလန်တွဲကနေ The Boys ကိုတိုက်ရိုက်ချိတ်ဆက်မယ်ဆိုပြီးတော့ creator ကိုယ်တိုင်အာမပန်းနေခံခဲ့လို့ကြည့်ခဲ့သေးတယ် main character ဖြစ်တဲ့ Marine Morrow ကို January ending မှာ share buff လိုက်ပြီးကြမ်းထော်နေတဲ့ Thomas Godolkin ကိုအဆုံးသတ်ပြလိုက်တယ်ဒီလို super ability ရှိတဲ့ Marine ကို The Boys final season မှာဖျက်ရှောက်အနေနဲ့ပဲပါဝင်လာပါတယ်နောက်တစ်ချက်ကတော့ Homelander နဲ့ Soldier Boy နှစ်ယောက်ပေါင်းပြီး V1 ရှာပုံတော်ထွက်တဲ့ခရီးမှာ reunion တစ်ခုပါလာပါတယ်ဟုတ်ပါတယ် Supernatural တရုပ်ဆောင်တွေဖြစ်တဲ့ Dean San Castiel လို့၃ယောက်စုံစည်းမှုကြီးဖြစ်ပါတယ်တရုပ်ဆောင်အသစ်တွေဖြစ်တဲ့ Misha Collins နဲ့ Jared Padalecki ပါဝင်လာမှုကဇက်ကိုဆွဲဆန့်ထားသလိုဖြစ်နေတာအပြင်ဒီ actor နှစ်ယောက်ကို episode တစ်ခုစာပဲထည့်သုံးမယ်ဆိုရင်လည်းအစတည်းကခေါ်မြိုက်တာပဲကောင်းပါလိမ့်မယ်နောက်ထပ်ပြောဖို့လိုတာကတော့ Starlight ရဲ့ character development က final season အထိမပြီးပြတ်သေးဘူးလားလို့ကျွန်တော်မေးခွန်းထုတ်ချင်နေတာပါသူ့အဖေအိမ်ပြန်တဲ့အပိုင်းတွေဆိုတော်တော်လေးကြည့်ရအဆင်မပြေပါဘူးမြန်မြန်အဲ့အိမ်ကနေထွက်ပါတော့လို့ပြောရုံတမဲပါပဲနောက်ပြီးတော့ bro လို့သတိထားမိလားတော့မသိဘူးဒီ season မှာ character တွေရဲ့ power level ကအရင် season နဲ့တော်တော်လေးကွဲပြားခြားနာတာကိုမြင်တွေ့ရပါတယ်အရင်ဆုံးကျွန်တော် Homelander ကိုစပြီးတော့ point out လုပ်ပြပါမယ်အရှိ season မှာဆိုရင် Soldier Boy ရဲ့ Tanvi ထိုးရတဲ့ Butcher နဲ့ Huey ပေါင်းသိတာတော့ပဲ Soldier Boy ရဲ့ radioactive energy blast ထွက်လို့နီးနီးမှာပဲရုန်းကန်ပြီးထွက်ပြေးသွားတာကိုမြင်ရမှာပါအဲ့ဒီလိုလွယ်လွယ်ကူကူရက်တတ်မှုမလွယ်တဲ့ Homelander ကို V1 လည်းရှိနေပါလေရဲ့နဲ့ Butcher Kimiko တားငယ်လေး Ryan ကအခန်းကြီးလေးမှာပဲလွယ်လွယ်ကူကူအဆုံးသတ်ပြသွားခဲ့ပါတယ်ဒါကကျွန်တော်တယောက်တည်းအမြင်မဟုတ်ဘူးเนาะဒီ fan တွေတော်တော်များများကလည်း Homelander ကိုဒီ season ကြမှာစွမ်းအားတွေတမင် short ချခံရတယ်လို့ထောက်ပြထားကြရရှိပါတယ်နောက်တစ်ချက်ကျွန်တော်သဘောမကျတာတတိအတွက် ending တတိကိုတော်တော်တုံးချနေတဲ့ငတ်တုံးအထအရန်ဖမ်းခိုင်းတာကိုကျွန်တော်အနေနဲ့သဘောမကျပါဘူးဘလက်နောကြောက်ချလို့သူ့ရဲ့ on creature တွေဖြစ်တဲ့ရင်းနေတော်ဝါတွေအထင်မြင်လွဲမုံတီးခံရတဲ့တတိကသူစွမ်းပါတယ်ဆိုတော့ ocean ထဲမှာပဲရေပွဲဘိုက်ဖောက်လို့ရှော့ရတယ် so there's a fucking unrealistic တချို့ပရိသတ်တွေကတော့ ending ကိုသဘောကျပြီး final battle ပိုကျန်းတင်တာလို့ရင်အဆင်ပြေတယ်ကောင်းတယ်လို့လည်းပြောကြပါတယ်ဘာပဲဖြစ်ဖြစ် episode 9ဆိုတာလည်းရှိလာတော့မှမဟုတ်ပါဘူးခင်ဗျားတို့ကဒီ ending ကိုသဘောကျလားဘယ်လိုလဲ comment မှာမှန်သွားပြပါဦး